တဲ့အနေနဲ့အတင်းရဲ့အကောင်းဆုံးသောတောင်ပန်ကစားသမားတယောက်ဖြစ်ခြင်းတည်ထားတဲ့အချက်၅ချက်နောက်ပြီးတော့ဒါဟာတည်ထားတဲ့တာတစ်ခုတည်းမဟုတ်ဘဲနဲ့လိုအပ်တဲ့ skill ၅မျိုးပါနံပါတ်1ကတော့တဦးချင်းကြော်ဖြတ်မှုတဲ့အနေနဲ့ defender တယောက်ကို 1v1 ကြော်ဖြတ်မှုမလုပ်နိုင်ဘူးဆိုရင်တင်ဟာ winger တယောက်မဟုတ်သေးတော့တဲ့အနေနဲ့တဦးချင်းကြော်ဖြတ်နိုင်တဲ့ skill မရှိဘူးဆိုရင်တင်ဟာတောင်ပန်မှာရှော့ပြေးနေတဲ့လူတယောက်ပါပဲနံပါတ်2ကတော့ explosive speed တဲ့အနေနဲ့ defender တွေကိုလင်ခောက်ကြော်ဖြတ်နိုင်ပြီဆိုရင် explosive power မြင့်မြင့်နဲ့ပြေးထွက်သွားနိုင်တဲ့ skill နဲ့ speed လိုပါတယ်တဲ့အနေနဲ့အတင်းရဲ့အမြန်ဆုံးသောကစားသမားတယောက်မဟုတ်ဘူးဆိုရင်တော့မှ explosive power များများနဲ့ကစားနိုင်တဲ့လူတယောက်ဖြစ်နေရပါလိမ့်မယ်နံပါတ်3ကတော့အစုံတက်တေချာတဲ့ skill အစုံတက်တေချာတဲ့ Embrodex ဆိုတာကြတော့ဂိုးသွင်းတာတစ်ခုပဲမဟုတ်ပါဘူးတင်ရဖြတ်တင်ဘောတွေလူပေးတာတွေအစားတိကျအစုံတက်နေရပါလိမ့်မယ်တဲ့အနေနဲ့တောင်ပန်မှာကြိုက်သလိုလိန်ခောက်လာပြီးတော့အတွင်းဘက်ရောက်မှာကို့မှာ Embrodex မရှိဘူးဆိုရင်တော့ဒီများထက်တစ်ဆင့်နိုင်နေပါမှာနံပါတ်4ကတော့ decision making တဲ့အနေနဲ့တောင်ဘက်မှာကစားတဲ့အချိန်မှာဘယ်ချိန်ပေးရမလဲဘယ်ချိန် ball release လုပ်ရမလဲဘယ်ချိန် crossing လုပ်ရမလဲဆိုတာသိနေရပါလိမ့်မယ်ကိုရတိုက်စစ်ကစားသမားတွေအတင်းဖော်တွေက area ထဲမှာနေရာယူနေတဲ့အချိန်တင်ဟာတောင်ပန်မှာပဲပြေးဆွဲပြီးတော့လင်ခောက်နေလို့မရပါဘူးဘယ်ချိန်ပေးရမလဲဘယ်ချိန် crossing လုပ်ရမလဲဘယ်ချိန်အဆုံးတက်ရမလဲလင်ခောက်ရမလဲဆိုတာတောင်ပန်ကစားသမားတိုင်းသိထားတင်ပါတယ်နံပါတ်5အရေးအကြီးဆုံးကတော့ confidence ပါပဲတောင်ပန်ကစားသမားတွေဟာဘောလုံးပြတ်တာအများဆုံးကစားသမားတွေပါကွင်းထဲမှာဖြစ်ဘူးကြတယ်မလားနှစ်ခါတော့ပြတ်သွားတာနဲ့ငါမလုံနိုင်တော့ပါဘူးငါလိန်လို့မရတော့ငါလူများဝိုင်းဆဲတော့မှလို့တွေးမိနေကြတယ်မလားဒါကတော့ပွဲတစ်ပွဲလုံးမှာကိုပြရမယ့်ခြေစွမ်းကိုတိုင်ဖြတ်စီလိုက်တာနဲ့အတူတူပါပဲဆိုတော့ဒီတစ်ခါလိန်ခောက်လို့ဘောလုံးပြတ်သွားတယ်ဆိုရင်တော့မှနောက်တစ်ခါပြန်လိန်ခောက်မယ်နောက်တစ်ခါပြန်မှန်အောင်လုပ်မယ်ဆိုတာတွေက confidence နဲ့ပဲဆိုင်ပါတယ်ကိုယုံကြည်မှုမရှိရင်ကွင်းထဲမှာကစားလို့မရပါဘူးဘောလုံးကစားနည်းတစ်ခုပဲ trainer မဟုတ်ပဲနဲ့ကိုယ့်ရဲ့စိတ်သက်ပိုင်းဆိုင်ရာကိုလည်း trainer ပေးဖို့လိုအပ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့နောက်ဗီဒီယိုတွေမှာဘယ် position အကြောင်းပြောပြရမလဲဆိုတာ comment အောက်မှာဖြေခဲ့ပေးကြပါဦး